Hello ဒီတစ်ခါတော့ထူးထူးခြားခြားမြန်မာတရေကားလေးတစ်ခါအကြောင်းပြောပြပေးခြင်းလို့ပေါ့နော်July တည့်တဲ့အတိုင်းပဲဘွား horror ရုပ်ရှင်တွေရန်သဘောကြတယ်ပေါ့နော်ဒါပေမဲ့ Asian movie တွေတိတ်မကြည့်ပြဘူးအဓိကတော့မြန်မာကားဆိုပို့ပြီးတော့မကြည့်ပြဘူးပေါ့နော်ဒါပေမဲ့အခုရုံတင်ထားတယ်ပြန်မပြောရဆိုရုပ်ရှင်လေးကိုစိတ်ဝင်စားလို့တော့ကြည့်ကြည့်တာပေါ့နော်သူကလူငယ် director Lucius Wayne က script ကို writing on လုပ်ထားတယ်လို့သိရတယ်ပေါ့နော်ပြီးတော့တရုပ်ဆောင်တွေကလည်းလူငယ်လက်သစ်တွေများတယ်ဒါပေမဲ့တယောက်မှတော့ short တော့လို့မရဘူးတကယ်တော်တော်လေး talent ရှိကြတယ်လို့ပြောရမှာပေါ့နော်ပို့အတွက်တော့နှစ်ပေါင်းများစွာထဲမှာဒီပထမအောင်ဆုံးပြန်သဘောကျတဲ့မြန်မာကားတစ်ခုလို့ပြောရမှာပေါ့နော်ငငယ်တော့ကြိုက်ခဲ့ဘူးလေရုပ်ရှင်တွေတော့ရှိရတယ်ဒါပေမဲ့နာမည်တွေတိတ်မမှတ်မိတော့ဘူးပေါ့နော်ဇလန်းလေးတွေလောက်ပဲမှတ်မိတယ်ဒီရုပ်ရှင်လေးဟိုကတော့ဘာဖြစ်လို့သဘောကျရလဲဆိုတော့အဓိကတော့သူရဲ့ directing style နဲ့ဒီ genre ရွေးချယ်မှုပေါ့နော်သူကဒီရုပ်ရှင်တကားထဲမှာပဲဇလန်းတူလေးတွေသုံးဖို့ခွဲထားတဲ့ anthology ပုံစံမျိုးပေါ့နော်ဒါမျိုးဒီ western horror ဇလန်းတွေမှာဆိုလို့ရှိရင်ဒီ horror ဆရာကြီး Stephen King ပေါ့နော်သူရေးထားပြီးတော့ director George A. Romero ရိုက်ထားတဲ့ Creep Show တို့ပြီးတော့လို့ရှိရင်ဒီ Terrifier ရဲ့ Art the Clown ကြောင့်အစောပိုင်းတော့ရိုက်ထားတယ် All Hallows Eve တို့ပြီးတော့လို့ရှိရင်ပို့တလောလေးကမှ Halloween အတွက် recommend လုပ်ထားတဲ့ Trick or Treat တို့အဲ့လိုမျိုးဇလန်းမျိုး style မျိုးတွေပေါ့နော်လို့ရှင်ကြာချိန်ရလေ2နာရီနဲ့မိနစ်40အောင်ကြာတယ်ဆိုတော့ तू ကတာမန်ထက်တော့ရှည်တယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့နိုင်ငံခြား horror standard တွေကိုမှီတဲ့ local ရုပ်ရှင်ကောင်းတစ်ခုကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုခဏလေးမိထားတာတော့ကောင်းတယ်လို့ recommend လုပ်ရှင်တယ်ပေါ့နော်ဒါကြည့်နေတဲ့အချိန်မှာနိုင်မကြည့်နဲ့တော့ပေါ့ကိုယ့် language နဲ့ကိုယ့်နိုင်ငံလူတွေစူးစမ်းထားတဲ့ quality movie experience တွေရတော့မယ်ဆိုစိတ်နဲ့ကြည့်စီခြင်းတယ်ပေါ့နော်အဲ့တော့ genre ကိုကြည့်မယ်ဆိုလို့ရှိရင်သူက horror thriller psychological ပုံစံမျိုးဇလန်းတွေကိုပြန်ပြီးတော့ချိတ်ဆက်ထားတာပေါ့နော်အပိုင်း1မှာဆိုလို့ရှိရင်တော်တော်ကြောက်ဖို့ကောင်းတယ်ဒုတိယပိုင်းရရည်စရာတွေလည်းပါတယ်ဒါပေမဲ့ तू ကလေဇလန်းကိုပေါ့သွားစေတဲ့ဟာတာမျိုးလည်းမဟုတ်ဘူးဒီဂလီထိုးရည်တဲ့ပေါ်တော်ဟာတာတွေလည်းမဟုတ်ဘူးပေါ့နော်တကယ်ကို genuinely ရည်ရတဲ့ဟာတာမျိုးလို့ပြောရမှာပေါ့နော်အဲ့ဒါလေးလည်းသဘောကျတယ်တတိယတစ်ပုဒ်ကတော့တော်တော်စိတ်ဝင်စားစရာကောင်းတယ်သူကတော့တပုတ်ထဲမှာနှစ်ပုတ်ပါနေတယ်လို့မျိုးတော့နည်းနည်းလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဇလန်းတစ်ခုကပြန်ချိတ်ဆက်ဖို့အတွက်ကလည်းလိုနေတဲ့အတွက်ကြောင့်မလို့ခေါင်းစဉ်တစ်ခုလည်းအောက်ကိုထည့်ထားရဲဆိုတော့နားလည်ပြီးလို့ရတယ်ပေါ့နော်ဒီဇလန်းတစ်ခုလုံးမှာပိုသဘောကျဆုံးကလည်းအဲ့နောက်ဆုံးပိုင်းရ story ပေါ့နော်သူကလေဒီ western folk tale style မျိုးလေးပေါ့နော်ဇလန်းလေးဖွက်ထားတာလေးကိုသဘောကျတယ်ပေါ့နော်ဒါပေမဲ့အခုလောလောဆယ် spoiler မပြောသေးဘူးဆိုတော့နောက်မှအဲ့အကြောင်းဆက်ပြောပြမယ်နောက်ထပ်ဒီရုပ်ရှင်ကိုသဘောကျတာတော့သဘာဝကျမှုပေါ့နော်ဒီ make up ပြင်ဆင်နေတရုပ်ဆောင်တာတွေအကုန်လုံးကတရုပ်ဆောင်နေရလို့မခံစားရအောင်လို့ပေါ့နော်သဘာဝကျလေးလှုပ်သွားတယ်ဒီ jump scare ခန်းနေဆိုလို့ရှိရင်လည်းတော်တော်ကြောက်ဖို့ကောင်းတယ်ပြိုးသွားတဲ့ဟာတွေဆိုလည်းဒီနိုင်ငံခြား horror ကားတွေ standard ကိုမှီတယ်ပေါ့နော်ပြီးတော့ကြတော့ဒီဇလန်းအရင်ထင်ထင်ရှားရှားအများကြီးမပါတဲ့ခန်းဒီမှာတော့မှတရုပ်ဆောင်ထားတာလေးတွေကအဲ့လိုမျိုး natural နဲ့ပြီးတော့အလွန်ကြုံကြီးတွေမလုပ်ထားဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်ကိုသဘောကျတယ်ပြီးတော့ကြတော့ဒီ camera angle ယူဆတွေပေါ့နော်အဲ့ဒါကြီးလည်းမိုက်တယ်အဓိကဒီလို horror vibe ကိုပို့ပြီးတော့အသားပေးနိုင်တယ်ပေါ့နော်အဲ့ဒါဘယ်မှာပိုတိတာလဲဆိုတော့အပိုင်း1မှာဆိုလို့ရှိရင်အဲ့အရာလေးတွေကပိုတိတာတယ်ပေါ့သတိထားကြည့်မယ်ဆိုလို့ရှိရင်ပြီးတော့ကြတော့ဒီ horror theme မှာအရေးကြီးတာတခုက music နဲ့ sound effect ပေါ့နော်အဲ့ဒါလေးလည်းပိုသဘောကျတယ်သူတချို့ခန်းတွေမှာဆိုလို့ရှိရင်ဒီအတန်နဲ့နေမယ်အသေးရဖို့ကောင်းတယ်ကြောက်စရာကောင်းတဲ့ခန်းလေးတွေပါတယ်ပေါ့နော်အဲ့တော့ပိုးဂျူဝါရီထဲမှာပိုနဲ့အကြိုက်တူတယ်လို့မြင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီရုပ်ရှင်လေးကိုသွားကြည့်ဖို့ recommend လုပ်ချင်ပါတယ်သူကတော့ရုံတင်မှာလေခွန်ရှိကို3ရက်ပဲလို့တော့သိရတယ်ဒါပေမဲ့သူတို့ page မှာတော့တေချာလို့တော့သွားကြည့်ကြပေါ့နော်ကိုက personally မကြိုက်လို့ရှိရင် recommend မလုပ်တတ်တာဆိုတော့အခုဒါလေးကတော့တကယ်တော်တော်လေးလည်းသဘောကျတယ် local talent တွေမှာဒါမျိုးဖန်တီးနိုင်တာကိုလည်းဂျင်းနဲ့လို့ဒါလေးကိုပို့ဖြူပါတွေကိုလည်းကြည့်စီခြင်းလို့ဒါရှာပထမအောင်ဆုံးတစ်ခုတည်းတော့လုပ်တဲ့မြန်မာရုပ်ရှင် review လေးပေါ့နော်အဲ့တော့ viewer တွေကြည့်ပြီးတော့လို့ရှိရင်လည်းအမြင်လေးတွေလာပြီးတော့ဆွေးနွေးသွားကြအောင်เนาะကဲအဲ့တော့အခုဒီအထိကတော့ spoiler free ပေါ့เนาะအခုကနေစပြီးတော့ပို spoiler လေးပါတယ် plot အကြောင်းလေးနည်းနည်းလေး discussion လုပ်သွားမယ်ပေါ့เนาะအဲ့တော့ဖောင်ဝန်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘာမှများများဆဆပြောစရာမရှိဘူးတော်တော် perfect ဖြစ်တယ်ကြောက်စရာကောင်းတယ် jump scare တွေဆိုလို့ရှိရင်လည်းဇလန်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဖောင်ဝန်းပြီးသွားတဲ့ချိန်မှာလူက
ကျေနပ်နေပြီပေါ့နော် okay ဒီကားလေးစိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်ဘာတွေထပ်လာမလဲဆိုတော့စိတ်ကလေးဖြစ်တယ်ပေါ့နော်ဖတ်2မှာတော့နည်းနည်းပြောစရာလေးရှိရယ်ဒီမှာ character အသစ်တွေလည်းပါတယ်ရှေ့ဇလန်းကနောင်နောင်ဆိုတဲ့ character ကအဓိကပေါ့နော်အဲ့မှာ तू ကငငယ်တော့သူ့ညီလေးပျောက်သွားတာပေါ့နော်အဲ့မှာသူ့ကြောင့်လို့ तू ကို तू guilty ဖြစ်နေတာပေါ့အဲ့ဒီကနေပြီးတော့သူ့အလုံးမှာဇင်လင်းဆိုတဲ့ကောင်လေးတယောက်ရှိရယ်အဲ့ကောင်လေးကို तू သူ့ညီလေးလို့သဘောထားပြီးတော့အများတန်းစောင်းရှောက်ကာကွယ်ပြီးတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့သူတို့အလုံးကနေပြီးတော့ trip တစ်ခုထွက်ရတယ်ပေါ့နော်အဲ့မှာ team building ပုံစံမျိုးဂိမ်းတစ်ခုကစားရတယ်အဲ့ဂိမ်းလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဂိမ်းတွေကစားနေတဲ့တစ်ချိန်တည်းမှာပဲသူတို့တွေချားတွေကအရှုပ်ထုတ်တွေဇလန်းတွေကလည်းဖြစ်နေကြတယ်ပေါ့နော်အဲ့မှာဇင်လင်းကနတ်ဖွဲ့ခံရတယ်လို့မျိုးပုံစံဖြစ်သွားတာပေါ့နော်အဲ့မှာတရခန်းအိန္ဒြာဆိုတဲ့ပုံစံမျိုးတော့ပြထားတယ်ဒါပေမဲ့အဲ့အကြောင်းအများကြီး explore မလုပ်သွားဘူးပေါ့နော်အဲ့ဘိုင်းကိုဆက်သိမ်းသွားတာလေးကနည်းနည်းမြင်တယ်ပေါ့အိန္ဒြာဘက်ကိုအသားမပေးသွားဘူးပေါ့ဒီနောက်အကြောင်းကိုပဲအသားပေးသွားတယ်ပေါ့နော်ဒါပေမဲ့ဒီပြန်မပြောရနံပါတ်1ထွက်ဖို့ရှိတယ်လို့ပြောထားတယ်သူသိချင်နေတဲ့အဖြေတွေလည်းအဲ့မှာပါမယ်ဆိုတော့ဘောကတော့ဒီနှစ်ကြလို့ရှိရင်အိန္ဒြာအကြောင်းထပ်ပြီးတော့ explore လုပ်ဖို့တော့မျှော်လင့်နေပေါ့နော်part 3မှာကြတော့ကောင်းမြတ်အကြောင်းကိုသူပြောသွားတဲ့အချိန်မှာအရှိရဇလန်းလေးလည်းနည်းနည်းပို့ပြီးတော့ဇက်ရည်လဲလာတယ်ဒီနောက်ရဲ့ညီနဲ့ကိစ္စကိုပြန်ပြီးချိတ်ဆက်လိုက်တာလေးကိုလည်းပို့သဘောကျတယ်ပေါ့နော်ပြီးတော့ခုနကပို့ပြောရဲပို့သဘောကျတဲ့ဇလန်းလေးကဒီစားတော့ဆိုင်ဇလန်းလေးပေါ့နော်အဲ့မှာပထမဆိုင်ရှင်ဦးလေးကြီးကခိုင်မြဲဆိုတဲ့လူကိုပေါ့နော်သူ့ရဲ့ဆိုင်ကိုရောင်းမယ်ဆိုပြီးပြောတယ်ဆိုင်ကနေရာကလည်းကောင်းတယ်လူကလည်းအဝင်ထွက်အမြဲမပြတ်ဘူးအဲ့ဒါကိုဘာလို့ရောင်းတာလဲဆိုရင်ခိုင်မြဲအန်အောနေတာပေါ့နော်ဒါပေမဲ့အဲ့ဒီဦးလေးကြီးကသူ့မှာတောင်းဆိုချက်တစ်ခုတော့ရှိတယ်အဲ့ဆိုင်မှာအမြဲတမ်းဒီတိုင်းပဲဒီစားတော့ဒီ menu နဲ့ဆက်ရောင်းရမယ်ပြီးတော့လို့ရှိရင်အဲ့ခုနမတ်8ပေါ့နော်အဲ့8ကိုအမြဲတမ်း reserve အနေနဲ့ထားရမယ်ဘယ်သူမှပေးမထိုင်ရဘူးပြီးတော့လို့ရှိရင်ညတိုင်းမှာအဲ့စပွဲပေါ်မှာအစားတော့တစ်ပကံထားခဲ့ရမယ်ဆိုပြီးတော့မှာခဲ့တာပေါ့နော်အဲ့တော့ဒီခိုင်မြဲကပထမတော့သူလားထောင်တယ်ပေါ့နော်နောက်တော့မှသူစိတ်ပြောင်းသွားပြီးတော့ဒီအဲ့ဆိုင်ပထမဆိုင်ရှင်လူရဲ့စကားကိုနားမထောင်တဲ့အချိန်မှာခြောက်ခြားစရာတွေဖြစ်လာတော့တာပေါ့နော်အဲ့ဇလန်သွားလာလေးဘောတော်သဘောကျတယ်အဲ့လိုမျိုးအရင်ဖတ်တဲ့ဝတ္ထုတိုလေးတွေ horror ဝတ္ထုတိုလေးတွေရဲ့ five မျိုးလေးကိုကြားလို့ပေါ့နော်ပြီးတော့ကြတော့အဲ့မှာဘူစဉ်းစားမိတာတခုပေါ့နော်ပိုသာဆိုရင်အဲ့လိုမျိုးဆိုင်ရန်တခုအောင်မြင်မဲ့တေချာပေါက်ဒါမဲ့ no question x ဒါမျိုးလောက်ရမယ်ဆိုလို့ရှိရင်လှုပ်ဖြစ်လောက်လားပေါ့နော်ဒီအောင်မြင်မှုပဲကြည့်မလားဒါမှမဟုတ်လို့ရှိရင်စူးစမ်းပြီးတော့လှုပ်ပြမျိုးရှိမလားဒီလိုမျိုးဒုက္ခတွေရောက်ခံမလား risk ယူမလားပေါ့နော်အဲ့လိုမျိုးစဉ်းစားမိတာပေါ့အဲ့တော့ဒီလိုမြန်မာရုပ်ရှင်ထဲမှာဒါမျိုးစဉ်းစားနိုင်အောင်လို့ဇလန်းကိုဖန်တီးပေးနိုင်တယ်ဒီပြန်မပြောရ creator တွေကိုလည်းအဲ့ဒီအတွက်သဘောကျတယ်ပေါ့နော်ကျေးဇူးလည်းတင်တယ်ပြီးတော့ပို့အမြင်ရဆိုရင်တော့ဒီဆိုင်ကို dark side ရှိတဲ့သူပဲရောင်းလို့ရတယ်လို့တော့မြင်တယ်ပေါ့နော်သူတို့ကဒီဆိုင်စာချုပ်ကိုလက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့သူတို့ရဲ့ဒီ darkness ကဒီဆိုင်ကိုလက်ပွင့်အောင်လည်းလုပ်နိုင်တယ်လို့ဒုက္ခလည်းပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးလို့တော့ကိုကမြင်တယ်ပေါ့နော်အဲ့ဒါကိုဒီခိုင်မြဲတို့ဘသူအစားအသောက်ကိုဘသူလာစားလဲဆိုပြီးတော့ချောင်းကြည့်တဲ့အခန်းမှာဆိုလို့ရှိရင်လာစားတဲ့သူကခိုင်မြဲကိုယ်တိုင်ဖြစ်နေတဲ့ဥစ္စာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒါသူ့ရဲ့ darkness ကိုမြင်ရတယ်ပေါ့အဲ့မှာသူကောင်းမြတ်ကိုလည်းပြန်ရောင်းနေဆိုတော့အဲ့ဒါမျိုးလို့တော့ကိုကမြင်တယ်အဲ့ plot လေးကိုလည်းသဘောကျတယ်နောက်ပြီးတော့ဇလန်းတစ်လျှောက်မှာ mysterious figure တယောက်ပါတယ်ပေါ့နော်သူကကြတော့ပထမဆုံးဘယ်မှာပါလဲဆိုတော့သူရရမင်းကိုရီးစားစကားပြောတဲ့အချိန်ပေါ့နော်အဲ့နေ့ရမင်းဆုံးတဲ့နေ့ပေါ့နော်အဲ့တော့ကသူတို့လာရက်ကြည့်နေတဲ့သူတယောက်တွေ့ရတယ်ပြီးတော့ကြတော့ဒီကြော်ကြီးက convenience store ကနေပြီးတော့ထွက်ဖို့လုပ်တဲ့အချိန်မှာသူတို့ဝင်တိုင်းမိမလို့ဖြစ်တာပေါ့နော်အဲ့မှာတစ်ခါတွေ့တယ်ပြီးတော့ကြတော့ကောင်းမြတ်ကဒီသူ့ရဲ့ support ဆောင်ထဲမှာတွေ့တာပေါ့နော်အဲ့မှာတော့သူကောင်းမြတ်ကိုပြောတဲ့စကားတစ်ခုရှိရပေါ့နော်အဲ့လိုမျိုးမင်းကိုမင်းစီကနေပြီးတော့မင်းမယုံထွက်နိုင်ပါဘူးဆိုတဲ့သဘောမျိုးပြောတာပေါ့နော်အဲ့စကားကိုလည်းဒီဇလန်အတွက်အရေးပါတဲ့အတွေးခေါ်တစ်ခုလို့တော့မြင်တယ်ပေါ့နော်ဒါပေမဲ့ तू ကဒီအကြောင်းတွေကိုအများကြီးတော့ explore မလုပ်ထားဘူးပေါ့နော်ဘူထင်တော့ဒါဖတ်2မှာပါမယ်ဟာလို့တော့ထင်တယ်ပါလဲပါစီခြင်းတယ်ပေါ့နော်နောက်ဆုံးမှာ main character အားလုံးကဒီစိတ်ကြမ်းမာရေးဆေးရုံရောက်တဲ့ပုံစံမျိုးတွေ့ရပြီးတော့ခုနပြောတဲ့သူကအဲ့ဆေးရုံကဆရာဝန်ပုံစံမျိုးနဲ့သူတို့တိုက်ပွားနေပဲကြည်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကြတော့ပိုချင်တာကတော့ဒီ main character တွေကတကယ်ကြီးအကုန်လုံးစိတ်ကြမ်းမာရေးဆေးရုံရောက်နေတယ် literally ရောက်နေတယ်လို့ပြောချင်တာမျိုးလို့မဟုတ်ဘူးလို့တော့ထင်တယ်ပေါ့နော်သူပြောချင်တာမျိုးကလူတိုင်းမှာဒီစိတ်ဒုက္ခတွေစိတ်သောကတွေစိတ်ဝေဒနာတွေအဲ့လိုမျိုးပြဿနာတွေမျိုးစုံရှိရပေါ့နော်အဲ့ဒါမျိုးပြောချင်တယ်အဲ့ဒါမျိုး symbolize လုပ်သွားတယ်လို့တော့မြင်တယ်ပေါ့နော်ပြီးတော့ကြတော့အဲ့ဒါဆိုလို့ရှိရင်ဒီ mysterious figure ကဘာတူလဲပေါ့သူတို့အပေါ်ကနေစီးကြည့်နေတဲ့သူကဘာတူလဲ
god လားနတ်ဆိုးလားနတ်ကောင်းလားဒါမှမဟုတ်လို့ရှိရင်လည်းသူတို့ရဲ့ကိုယ်ဆောင်နတ်လားဘာလဲဆိုတာတော့အပိုင်းနှစ်မှာသိရမယ်လို့တော့ထင်တယ်အဲ့တော့အပိုင်းနှစ်ကလေးလည်းပိုကတော့စောင့်ကြည့်အောင်ပါပေါ့နော်ဒါပေမဲ့ယုံတင်ကားဆိုတော့ကြာအောင်ပါပေါ့စောင့်လွန်ကြည့်ရမှာပေါ့ဘယ်လိုပဲဖြစ်ဖို့ရဲ့ viewer တွေလည်းဒီရုပ်ရှင်လေးကိုသွားကြည့်ပြီးဆိုလို့ရှိရင်ဘယ်လိုတွေမြင်လဲဆိုတာ comment မှာပြောပြသွားကြအောင်နော် bye bye ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကိုကြိုက်တဲ့ထက်တူကြတယ်ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်နောက်များမှာလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်မယ်ရှင်